နွေရာသီနေဘူးတဲ့အကြာကြီးသွားလိုက်လို့ပဲဖြစ်ဖြစ်တကြံလဲပြီးလို့ပဲဖြစ်ဖြစ်အသားအရည်တွေနေလောင်ပြီးနီရဲမဲညစ်သွားလို့ဘလို့ပြန်ဖြူအောင်လုပ်ရမလဲဆိုပြီးစိတ်ညစ်နေပါသလားဈေးကြီးတဲ့ပစ္စည်းတွေမလိုပဲအိမ်မှာရှိတဲ့တဘာဝပစ္စည်းလေးတွေနဲ့တင့်အသားအရည်ကိုချက်ချင်းပြန်လဲကြည်လင်လာစေမဲ့နီးလန်းတွေရှိပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့နေလောင်ထားတဲ့အသားအရည်ကိုရက်ပိုင်းအတွင်းတဘာဝအတိုင်းပြန်လဲဖြူဝင်းလာစေမဲ့အလွယ်ကူဆုံးနီလန်း၃မျိုးကိုပြောပြပေးသွားမှာပါနံပါတ်1ခရမ်းကျင်သီးနဲ့ဒိန်ချင်ခရမ်းကျင်သီးမှာအသားအရည်ကိုဖြူစင်စေတဲ့သဘာဝအက်ဆစ်ဓာတ်တွေပါဝင်ပြီးဒိန်ချင်မှာတော့ cell သီးတွေကိုဖယ်ရှားပြီးတဲ့ lactic acid ပါဝင်ပါတယ်ဒီနှစ်ခုကိုရောစပ်လိုက်တဲ့အခါနေလောင်တန်ကြောင့်မဲညစ်နေတဲ့အသားအရည်ကိုချက်ချင်းပြန်လဲလင်းလက်လာစေပါတယ်ခရမ်းကျင်သီးတစ်ချမ်းကိုအရည်ညစ်ပြီးသဘာဝဒိန်ချင်ဇွန်းတစ်ဝက်နဲ့ရောမွေပါနေလောင်ထားတဲ့မျက်နှာနဲ့လက်မောင်းတွေမှာလိမ့်ပြီး15မိနစ်လောက်ထားကရေအေးအေးလေးနဲ့စီချလိုက်ပါတပတ်ကို3ချိန်လောက်လုပ်ပေးတာနဲ့တိတိတသာဖြူလာပါလိမ့်မယ်နံပါတ်2ရှားဆောင်လက်ပတ်အနှစ်နေလောင်ထားတဲ့အသားရည်ဟာပူဆက်ပူလောင်ဖြစ်ပြီးရည်ဓာတ်အရန်ခန်းချောင်းနေတတ်ပါတယ်ရှားဆောင်လက်ပတ်ဟာအရည်ပြားကိုအီးများစေပြီးရောင်ရမ်းမှုကိုချက်ချင်းကျဆင်းစေပါတယ်ရှားဆောင်လက်ပတ်အတန့်တန့်ကိုယူပြီးနေလောင်ထားတဲ့နေရာတွေမှာအထူကြီးလိမ့်ပြီးထားပါမိနစ်20လောက်ထားပြီးမှရည်စီးချပါရှားဆောင်လက်ပတ်ဟာအသားရည်ကိုစိုးပြီးစေပြီးအရည်ပြားအသစ်ပြန်လည်ဖြစ်ပေါ်မှုကိုအယမ်းမြန်ဆန်စေပါတယ်နံပါတ်3တခွားသီးနဲ့ပြားရည်တခွားသီးကနေလောင်တန်ကြောင့်နီရဲနေတဲ့အသားရည်ကိုအမြန်ဆုံးအေးမြစေပြီးပြားရည်ကတော့ပိုးမွားတွေကိုသေးစေကအသားရည်ကိုနူးညံ့စေပါတယ်တခွားသီးကိုကြိတ်ပြီးအရည်ညှစ်ယူပါပြီးရင်ပြားရည်လက်ဖက်ရည်စွန်းတစ်စွန်းနဲ့ရောမွေပြီးလိမ့်ပေးပါဒီနီးလန်းကနေလောင်ပြီးနောက်ပိုင်းအသားတွေအရည်ခွန်ခွာတာကြမ်းတမ်းတာတွေကိုအထိရောက်ဆုံးတတ်တာစေပါတယ်ဒီနီးလန်း၃မျိုးတည်းကဘယ်နီးလန်းကိုအရင်ဆုံးစမ်းလုပ်ကြည့်မလဲဆိုတာကွန်မန့်မှာပြောပြခဲ့ပါဦးအပြင်သွားရင်လည်း sun green လူဖို့မမေ့ပါနဲ့နော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နှိပ်ပြီးတငယ်ချင်းတွေကိုပါမျှဝေပေးလိုက်ပါနောက်ထပ်အလှအပနဲ့ကျန်းမာရေးဗဟုသုတတွေအတွက်ကျွန်တော်တို့ရဲ့ Tips for Health Channel ကို subscribe လုပ်ထားလိုက်ပါ